โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့အိမ်ကနေကြိုဆိုလိုက်ပါတယ်သတင်းတွေဘာတွေထူးခြားမလဲမသိဘူးเนาะကျွန်တော်တို့သတင်းလေးကြည့်ရအောင်အေးစေးပေါ့โอเคဟုတ်ပြီဒီမှာ TV ရှိရယ်လာကွာ remote ကိုင်းသတင်းလေးဘာလေးဖွင့်လိုက်အောင်မယ်ရိုက်ပါသမီးရိုက်ဝတ်ပါဘယ်ဝတ်ရပါလဲတူအော်ငါမှရေကူးကန်ရှိရပဲငါမသိခဲ့ရေလေးနည်းစင်းကူးလိုက်အောင်အိုးcontrol မရိုင်းဟိုမှာကွာငါအိမ်ဘေးနားမှာကြည့်အောင်စူညံနဲ့တနေကုန် DJ တချင်းတွေပဲဖွင့်နေသူတို့တက်ဖို့ဘယ်လက်နဲ့လေးရွေးရင်ကောင်းမလဲရော့ဟဲ့နေမပြေးနဲ့လေဟာရောက်ရေထဲစင်းကူးတဲ့ကောင်ရှိသေးโอเคရက်ပါတော့ကျွန်တော်ခဏလေးနော်ကားတဲ့အထဲခဏဝင်ကြည့်မလို့โอเคကျေးဇူးပါဟဲ့ခွေလိုက်ခဲ့တာကြီးလိုက်ခဲ့မင်းပြေးမဟေးတော်တယ်တာကြီးအေးတာကြီးပါလိုက်โอเคကျွန်တော်ကေလေးအစ်စ်ညှက်ချင်တယ်ဘာကေရမှာမသိဘူးညှက်ကြရအောင်အဲ့ခေါင်းကသေးနေအေးကျိုးတော့မယ်ဒီကေလေးညှက်ပေးပါအဲ့ငါမျက်လုံးတွေဖောက်နေပြီအာနားရဲဟဲ့ what the hell โอเคဗျာအခုရောက်နေရတော့တောထဲမှာပါကျွန်တော်တို့အခုရှေ့မှာကြည့်လိုက်သူများကြီးပြန်ကွဲလုံနေရလားမသိဘူးအဲကြောင့်ကျွန်တော်သွားပြီးဆက်စုနေရပါတော့အော်မင်းတို့ပြန်မှာလားโอเคကျွန်တော်ငါလည်းပြန်မယ်လေးလုပ်ပါစုကြီးပါပေးရမှာနော်အဲကြော်မတက်နဲ့လေရအောင်โอเคရတယ်ရောက်ရေးငါစိုက်ကကသေးတော့နေငါဝိတ်နေတယ်မလာဘူးဟာမင်းလောက်ပြီငါတယောက်တည်းကြံခဲ့ကြည့်ပါဦးဘယ်လိုပို့ပြီးမြင်အောင်ဘယ်လိုလုပ်အောင်ငါဟာစိုက်ကကိုမောင်လက်လည်းမကင်မင်းတို့တက်ပို့ကျွမ်းရနော်ဒီကောင်တိုက်ချပလိုက်မယ်ရအာကြော်သွားပြီနိုင်ပါပါကွာသေးမနေကြတယ်အဲ့ဒါသိပ္ပံနေကြပါတနာကြပါဗျာစုကြီးများပါညာရမလားလို့ပြိုင်ပွဲသွားဝင်ပါတယ်ဘဲနဲ့စေးုံရောက်သွားခဏလောင်ဒါမင်းတန်မာတဲ့အလုပ်လေးပါလေးလုံနိုင်မယ်ထင်တယ်ဟာကိုဘာလုပ်ပြန်ကျွန်တော်ဟုတ်တယ်အလုပ်ရှာနေတယ်ဒီမှာငါခိုင်းမဲ့ဟာကဒီမှာတေချာနှထောင်တော့ဟိုးတောင်ပေါ်မှာအဲ့တောင်ကြီးပေါ်မှာနေတဲ့လူရိုင်းတွေရှိလူရိုင်းတွေလေသူတို့ကအဲ့လူတွေကိုဖမ်းပြီးတော့กินပြီးတော့သူတို့ကလူတွေရစ်ပူစွာနေပေါ့အဲ့လုတ်တယ်လေဟိုတနေ့တော့ဘယ်ကောင်လဲမသိဘူးငါသမီး